နေသည်ချစ်ချစ်တောက်ပူနေသည်ဦးကြောက်တို့နှင့်ဈေးထဲသို့ငပိပို့ရန်တင်ပေးပြီးကြာညိုဆိုင်တွင်ထိုင်နေသည်အပူရှိန်များကြောင့်ကြာညိုတကိုယ်လုံးချွေးစည်းများရွှဲနေသလိုမူးနောက်နောက်ဖြစ်နေသည်ထိုစဉ်ရင်ညွတ်ထဲမှထိုးအောက်လာသဖြင့်ကြောကိုလှမ်းခေါ်လိုက်သည်ကြောသည်လူပြိုတိုးကြီးဖြစ်နေသည်ခုထိရီးသားမရှိသေးပဲဦးကြောက်တို့လိုလူပြိုကြီးလုံမီဆိုသည်မကြီးဘာဖြစ်လို့လဲငေါလက်တွေအရန်အောက်မိခြင်းနဲ့လက်မောင်းကြီးငါဆပြီးနှိပ်ပေးစမ်းကြောငပိနဲ့နန်နေသောသူ့လက်များဖြင့်နှိပ်ပေးနေသည်ခဏအကြာဒေါ်တန်းဤငပိထောင်းနေရမှရောက်လာသည်ငါတူမဘာဖြစ်လို့လဲနင်းကြည့်ရတာမလန်းပါဘူးဟဲ့ကြာညိုရင်ဘက်ထဲအောင်လို့တော့ငယ်ဒေါ်တန်းဤကကွန်းတွေးကိုပြစ်ခနဲထွေးလိုက်ရင်နေခဏခဏအောက်နေတာငါကြားရတယ်ပြန်တော့ကြောက်ထိုးလာရင်ပြန်မနှက်ဖြန်လဲမလားနဲ့စေးကမ်းပြအောင်ဒေါ်တန်းဤသည်ပိန်မီအိုစာသွားတော့လဲကျမရေးကောင်းနေသည်မနှက်ဖြန်ငါးဘုံငွေချေရမယ်လေပြီးတော့လဲဖောက်တယ်တွေနဲ့လဲချိန်ထားတော့လာရမှာပဲအိုဟဲကြာညိုရဲ့နေ့သားမင်္ဂလာစိတ်အတွက်စူးစမ်းနေတာငါသိပါတယ်တက်ကောင်မရဲ့နေ့ကျမကြီးလဲဂယုဆိုင်အောင်မမလေးကြည်ကားမှအခုဆိုရင်ကျမကြီးကောင်းလာသေးတယ်အသက်ကမငယ်တော့ဘူးစံနာနဲ့စီပြနေပြီဟုတ်တူတူမိမကမွေးတော့မယ်မဟုတ်လားမွေးရင်တူတူနဲ့ဒေါငယ်အလုပ်ရှုပ်ကြအောင်မယ်လေကြောကိုတော့မိမပေးစားကြင်လာပြီဟာမမကြီးကလည်းအေးဆေးပဲနေပြစေဟောဦးတို့ပြန်လာပြီကြာညိုဘာဖြစ်လို့လဲရင်ဘတ်အောင်လို့ဦးတို့ရဲ့ပြန်ကြရအောင်မကြီးတားလိုက်ခဲ့မယ်ဘာလို့လိုက်မှလဲကြော်ရဲ့နေဒီမှာလှုပ်ရှားတွေအများကြီးရင်ငေါင်နေလက်တအားလာတယ်ထုံးဖြူအောင်နော်ဒေါငယ်မှာအလုပ်သမားကရှင်းဖို့ငွေရှိတယ်နော်အေးပါငါတူမရဲ့သွားတာသွားပါဟဲ့နေကြမှာဖြစ်မယ်ဟုတ်တယ်ဟုတ်ညဘက်စေးကမ်းပြတော့ဆရာဝန်ကစမ်းသပ်မှုများပြုလုပ်သည်နောက်တစ်နှစ်ဆေးရုံကြီးသို့ပြန်ချင်းသဖြင့်သွားရောက်စစ်ဆေးခံရပြန်သည်ကဲဒေါ်ကြာညိုကြီးနှလုံးရောဂါစကြင်ပြီသွေးကြောလဲကျင်းနေတယ်ကျွန်တော်ဆေးပေးမယ်တအားအောက်ရင်ငုံဖို့ငုံဆေးလဲပေးမယ်အစီအိမ်တွေရှောင်းစိတ်ညစ်စရာမတွေးနဲ့ဘလို့လဲမီးမချရသေးဘူးလားမီးထည့်ရအောင်ပါနော်ကျမကြီးကိုဂယူးဆိုင်နှလုံးဆေးများတောင်းရတော့ကြာညိုခေါင်းကပ်ပြီးမလှုပ်ချင်တော့မူးလိုက်တီမှလည်းပြောမပြတတ်အောင်မင်းကြာညိုအလုပ်ပြီးမသွားနိုင်မဲဆန်ရက်ခတ်နားလိုက်ရသည်ကြာညိုနည်းနည်းသက်သာ၍ပေါ်တော်မူဆိုင်ကိုထွက်သည်ကြာညိုဆိုင်ပြန်ထိုင်သည့်နေ့တွင်တိုးတိုးဤမိမသားလေးမွေးသည်ဒေါ်တန်းဤတို့အလုပ်ရှုပ်ကြတော့သည်ကြာညိုထိုင်သည့်နေ့မှာပင်ဖောက်တယ်များကိုအချိန်တရာနီးနီးရောင်းရသည်တိမ်စိမ့်နှင့်တိုက်ထိုဖောက်တယ်များကအမာခံလူများဖြစ်၍မျိုးမျိုးမြတ်မြတ်ရောင်းရသည်မေမေဟဲ့တာဘာမပြောနဲ့မပြောနဲ့ရောက်လာတယ်မိမိတောင်ဆိုင်သိမ်းတော့မလို့တိုးတိုးမိမလည်းဒီနေ့ပဲမွေးတယ်ဟုတ်လားကိုတိုးရေဘာကျွေးမှလဲသားကလှမ်းអော်တော့ဒေါငယ်တို့ပါထွက်လာသည်ဆိုဆိုဘယ်တော့ရောက်လဲကြီးငတ်တဲ့ဘာဝဲလာသလဲဟဲ့ဘာမှမဝဲရပါဘူးကမန်းကရန်နဲ့ကိတ်မှုတွေတော့ပါတယ်ရော့ကိုတိုးတပူးယူထားလိုက်အေးဟုတ်ပြီငါသားကိုလည်းမင်းတို့ဆရာဝန်ကြီးဖြစ်အောင်သင်ပေးမယ်မိဘမြတ်တာတရားများကစမ်းကြံလာသည်ယနေ့မှလူလောကထဲရောက်လာသည့်တိုင်းအနာဂတ်ကိုစိန်ကူးဖြင့်ပုံဖော်နေတော့သည်တူတူရော့ငွေ3000ယူထားလူဝင်ပြောခလစ်ကိုဂယူးဆိုင်ရပါတယ်မကြီးကျွန်တော်မှရှိပါသေးတယ်ယူဆိုယူကွာရော့မကြီးသွားမယ်သားပြန်လာ၍ကြာညိုအိမ်ပြန်ရောက်ချင်လာပြီဦးတို့ကိုတော့အဆိုင်ပိတ်ပြီးမှပြန်လာခိုင်းပြီးသားကားနှင့်အိမ်ပြန်လာသည်ဒီတစ်ခေါက်သားပြန်လာတော့ဟန်ဖုန်းနဲ့ဖြစ်နေသည်သားဟန်ဖုန်းနေပါလေနဲ့ဘသူဝယ်ပေးတာလဲသားတငယ်ချင်းဖုန်းခဏယူလာတာပါမမေတော်တော်ကြာလမ်းမှာကားပြက်နေရင်ဆက်သွယ်လို့ရအောင်ပေါ့ကြာညိုစိတ်ထဲတွင်သား၏အဖေကိုဘဝင်မကျဖြစ်နေသည်သားဒီဖုန်းကိုဖေဖေဝယ်ပေးတာလားဟာမမေကလည်းတငယ်ချင်းဖုန်းမှာဒါဆိုနောက်ကမမေအဲ့ဒီဖုန်းနံပါတ်ကိုပဲဆက်မယ်မမေကိုဖုန်းနံပါတ်ရေးပေးခဲ့အိမ်သို့ရောက်သည့်နှစ်ကားကိုဂိုဒေါင်ထဲမသွင်းသေးပဲသားကြီးကအိမ်ထဲသို့အပြေးဝင်လိုက်သည်ဖွားရေဟဲသားလီစိုင်းမစစ်ပုံမစစ်နဲ့လာညီမလေးရောဆိုင်သိမ်းပြီးပြန်လာမှလေခုတော့သူ့ရခမရွှေဆိုင်မှာအဆင်ပြေနေတယ်သားကြီးကပူဟိုက်သည်ဆိုကရေမိုးချိုးပြီးမှစကားပြောရသည်မိမိရောနေမကောင်းတာတက်တာလားသားမမေဖို့အဆေးတွေယူလာတယ်ရန်ကုန်လာပြီးစိတ်ရင်တော့ကောင်းမယ်နော်ခုမှပဲမေးပေါ်ရတော့တယ်တက်တာသွားပါပြီကဲပြောပါအောင်ဒီလိုမမေရဲ့သားနဲ့ရတနာလက်ထပ်ဖို့ညှိနှိုင်းပြီးပြီအဲ့ဒါမပူပါနဲ့ကုန်းညာစိတ်မမေပေးမယ်သားမျက်နှာမငယ်စေရဘူးဒီအတွက်တော့မပူရပါဘူးဒါပေမဲ့ရတနာတို့ဘက်ကတောင်းဆိုတာတစ်ခုရှိတယ်အဲ့ဒါဖိတ်စာရိုက်ရင်ဖိဖိနာမည်နဲ့အနီမြင့်စုနာမည်ပဲထည့်ပါတဲ့ဘာပြောတယ်ကြာညိုမိုက်ခနဲဖြစ်သွားသည်ဘာလဲမင်းကမမေနာမည်မထည့်ချင်တော့ဘူးပေါ့ဟုတ်လားမမေနာမည်ဘေးကရေချိုငပိငမ်းမြရေးလုပ်ငန်းလို့ပါမဆိုးလို့လားမဟုတ်ဘူးမမေရတနာကနားလဲပါတယ်သူတို့အတိုင်းဝိုင်းနဲ့တန်းညှိတာပေါ့မမေရဲ့အဲ့ဒါကြောင့်တော်တော့သားကြီးမင်းစကားရှိမဆက်နဲ့မင်းလည်းမင်းဖေစိတ်တဲ့နဲ့တစ်ထက်သေးပဲဘယ်နဲ့ကွာကိုကမွေးပြီးသူများသားအဖြစ်မင်္ဂလာဆောင်ရတယ်လို့လုံးဝခွင့်မပြုဘူးမင်းစိတ်ကြိုက်လို့ရင်မင်းမင်္ဂလာဝဲကိုလည်းမလာဘူးမမေရဲ့သားဟာမမေသားပါဒီတစ်ခုပဲလိုက်ရောပါသားတို့ချစ်ချင်းကိုမခွဲပါနဲ့မမေရဲ့တော်ပြီသားဘာမှရှေ့မဆက်နဲ့ဒီမိန်းကလေးကိုမှမရရင်မင်းသေသွားနိုင်လားမင်းတို့လည်းရွက်တွေတိတ်လို့နေပြီသားကငိုနေပြီစာညိုကငိုရမိအစားဒေါသအဖြစ်တစ်ဆက်ဆက်တုံနေလျက်ရှိသည်ဖွားမမေကိုကူပြောပေးပါဦးဒါတော့ဖွားလည်းမပြောပေးနိုင်ဘူးတကယ်ဆိုဖွားတို့နာမည်တောင်ထည့်ဖို့ကောင်းတာ
ဆန္ဒမင်္ဂလာဆောင်တော့ကဖွားနာမည်လဲပါတယ်ခုတော့အဖွားမပြောနဲ့မအေးနာမည်တော့မထည့်ဘူးဆိုတော့ဒါကတော့ဖွားရဲ့အနီမြင့်စုကလည်းအတိုင်းဝိုင်းတစ်ခုနဲ့နေလာရတာဆိုတော့သူ့ဘက်ကလည်းပြန်တွက်ရသေးတယ်လေစဉ်းစားပါအောင်ဖွားရဲ့တာကြီးဒီကိစ္စအတွက်လုံးဝသဘောမတူဘူးငါနေတို့တားဖအောင်ဝဲခံမှုနေဘူးမရှောင်မိုးရမရှောင်နန်းနန်းစောစောနဲ့အလုပ်ကိုစူးစမ်းခဲ့တယ်ခုတော့မအေးကိုခြေစုံကန်တဲ့အကောင်မင်းငပိတဲမှာသားပဲဆရာဝန်မသားဖြစ်ချင်သေးလားဆရာဝန်မသားဖြစ်ချင်တာမဟုတ်ပါဘူးမမေရဲ့တားဟာမမေ့သားပါခုကိစ္စကရန်ကုန်မှာမင်္ဂလာဆောင်မဲဆိုတော့အမေနာမည်နဲ့အနီမြင့်စုနာမည်တွဲထည့်လို့ကောင်းမှာမလားအတိုင်းဝိုင်းတစ်ခုထဲမှာနေရတော့အန်ဒီလည်းရှက်မှာပေါ့ရတနာတို့ဘက်ကလည်းဘာပြောကြမလဲတိတာတိစီမမြင်စေနဲ့ပေါ့ပြီးတော့မမေလည်းသားမင်္ဂလာဝဲကိုလာလို့ရတာပဲမလာဘူးဘယ်တော့မှမလာဘူးအတိအမှန်လည်းမပြုတ်ဘူးဘယ်နဲ့ကွာကို့ဘောဘာတစ်ခုမှတာဝန်မကျေတဲ့အဖေနဲ့ကိုမိတွေကိုမမေအဲ့လိုမပြောပါနဲ့သားရငုံရောက်ခရဲကသားကိုဖေဖေရောအနီမြင့်စုပါကယူဆိုင်တာသားအခုခိတဝင်လုံးနေတဲ့စေကန်းကလည်းဖေဖေတို့ရှယ်ယာပါထားတဲ့စေကန်းပဲသားကိုလည်းအပေါင်းအသင်းအားလုံးကတမားတော်ကြီးဦးထွန်းနိုင်ရဲ့သားဆိုပြီးသိထားကြတယ်။အော်လက်စသက်တော့မင်းကငါမသိအောင်ခိုးဆောင်ခိုးဝက်ဖေအေးနဲ့ဆက်သွယ်ပြီးစီးစိမ်တွေတိုးနေတာပေါ့ဟုတ်လား။မင်းတက်တိရှိရင်အဲ့ဒီလင်ခိုးမနိုင်မယ်ထက်ကြည့်မင်းကိုသတင်းစာတွေကသားအဖြစ်ဆွတ်လွတ်ကြောင်းကြင်ကြမယ်။ဟာတာညိုပောက်ကွဲတန်ကြားရတော့သားကစိတ်ရှုပ်သွားပုံရသည်။မမေဒီလိုမလုပ်ပါနဲ့ဟိုးတုန်းကလည်းဖေဖေကိုအဆက်ခွဲပြီးပြီဒီတစ်ခါအဆက်ခွဲရင်ဖေဖေသေးလိမ့်မယ်။ဟာတဲလဲချစ်နေကြပါလား။ဆိုမင်းငါသေးမှာတော့မပူပဲဂုံကြီးရှင်သေးမှာတော့ပူတာပေါ့လေဟုတ်လားအမလေးမွေးရကြိုးနှမ်းထားတဲ့သားအခုတော့ငပိသေးမှာကိုခြေစုံကန်ပြီပေါ့ဟုတ်လားချာညိုစကားဆက်ပြောနိုင်စွမ်းမရှိတော့ပါအခန်းထဲဝင်ပြီးငိုနေမိသည်သားကြီးနဲ့လည်းစကားမပြောစရာလည်းမရှိတော့တညာလုံးမအိတ်နိုင်အောင်ခံစားရသည့်အတွက်ရင်ဘက်ကအောင့်လာသဖြင့်စေးတောက်ပြီးအေးလိုက်ရနနက်9နာရီမှနိုးတော့သည်ချာညိုအောက်ထက်ဆင်းလာတော့မမေကအဲ့ခန်းထဲမှာငငူကြီးထိုင်နေသည်သမီးမြေကြီးပြန်သွားပြီမင်းမင်းတို့မှပြန်မဆိုတာဘလို့မှတားမရဘူးပြန်မစေမင်္ဂလာစိတ်လည်းမပေးနိုင်ဘူးခေါင်းပေါ်တက်ပြီးအမြင့်မှန်းတာကိုတော့တမီးလက်မခံနိုင်ဘူးအမေလည်းအဲ့ဒီကိစ္စကိုသဘောမတူဘူးတမီးနဲ့တမက်ကလည်းစိတ်မကောင်းဖြစ်ကြရတယ်တမီးမသိအောင်လုပ်လို့ကတော့သူ့အဖေထက်အဆက်ကွဲစေရမယ်စိတ်ထဲမှာတမီးရဲ့ငါမြစ်တလောက်မမိုက်ပါဘူးခုတလောအကြညိုနေမကောင်းသည့်ကြားကစိတ်တွေသားကြီးထံမှရောက်နေတော့လေချစ်ထွေးရန်ကုန်ပြောင်းရမည်ဆိုသည့်အတွက်ကြာညိုဝမ်းသာရသည်သားအတွက်စိတ်မချနိုင်၍ချစ်ထွေးပြောင်းလာသည်ဆိုသဖြင့်သားကိုကြည့်ရှုဖို့အထက်ထက်မှာကြသည်ဒီတစ်ခါမှာတော့ဝန်ထမ်းအိမ်ယာမှာမရ၍နေသူပြောင်းရှိသွားရတော့သူတငယ်ချင်းတိုက်ခန်းမှနေရသဖြင့်အဆင်ပြေကြောင်းပြောသည်။ကြာညိုကသားကြီးလက်ထပ်မိကိစ္စအဆင်မပြေကြောင်းဖုံးဖြစ်ပြောပြ၍ချစ်ထွေးကသူနားချမိဟုပြောတော့လေသားကြီးပြန်သွားပြီး3လအထိအဆက်အသွယ်မလုပ်။ကြာညိုကမနေနိုင်သဖြင့်သားကြီးပေးခဲ့သောဖုံးကိုဆက်သွယ်တော့လေသူတငယ်ချင်းနှင့်သာတွေ့ရသည်။သားကြီးများစိတ်ထိခိုက်နေပြီလားဟုတွေးပြီးတော့တင်းထားသည့်စိတ်များပြေရောကစူးစူးရှက်ရှက်နာကျင်ခံစားရသည်။သားကြီးဆန္ဒလိုက်ရောဖို့ကလည်းဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ချစ်ထွေးထံဖုံးဆက်ပြီးစုံစမ်းခိုင်းရသည်ဒီနေ့ချစ်ထွေးထံမှစာတစောင်ရောက်လာသည်တို့ကြာညိုနင်းစုံစမ်းခိုင်းလို့ငါအထိုးနဲ့ရောသားကြီးနဲ့မှတွေ့ပြီးပြီသားကြီးကနင်းပေါ်စိတ်ခုနေတယ်လို့ပဲငါဆုံးမနားချတာကိုတော့လက်မခံချင်ဘူးအထုံးလဲဒီကိစ္စအတွက်အခက်ကြုံနေပုံရတယ်သားကြီးကအခုဆိုရင်သူ့အဖေနဲ့တတွဲပဲဘွဲယူပြီးနေပြန်ကလေးကသူ့တငယ်ချင်းနဲ့အိမ်ငှားနေတယ်ဆိုတာမဟုတ်ဘူးဝင်းနာမီယာကမြင့်စုအမွေရတဲ့တိုက်မှာသူ့အဖေနဲ့လိုက်နေတာလေငါ့ကိုဖုံးကွယ်ထားဖို့ပြောတဲ့အတွက်ငါနင်တို့သားမိအချားမှာဝင်မပါခြင်းလို့မပြောခဲ့တာမြင့်စုကလည်းသားသမီးမရှိတော့သားကြီးကိုခင်ရှာတယ်လို့ပြောတယ်အထုံးကလည်းသူ့သားကိုသူ့မျက်စိအောက်မှာပဲထားပြရစီဆိုလို့ငါဘာမှမပြောတာဘူးသားကြီးဟာအစင်တန်းမြင့်မြင့်နေရတော့ကျဉ်နဲ့နေပုံပဲဟန်ဖုန်းနဲ့အထုံးကဝယ်ပေးထားတာနေဝယ်ပေးထားတဲ့ကားကိုတော့တထုံလာမှပဲစီးတာရန်ကုန်မှာတိထက်ကောင်းတဲ့ကားကိုစီးနေတာပေါ့ဒါနေမကဘူးရန်ကုန်မှာဆေးကြောင်းတာတဲ့ခရဲကသူ့အဖေကိုစုံစမ်းပြီးဆက်သွယ်နေတာအဲ့ဒီတဲကအထုံးသူ့အိမ်မှာခေါ်ထားခြင်းပေမဲ့ငါပြန်ပြောမှဆိုလို့အဆောင်မှာပဲနေခဲ့တာနင်စိတ်အေးထားပါဒီကိစ္စတွေငါမပြောပြချင်ပါဘူးနင်လက်ခေါင်းထဲကထုတ်ထားပါမင်္ဂလာကိစ္စကိုတော့ငါအထုံးနဲ့တိုင်ပင်တော့မှာပဲမိုင်းလိုက်တဲ့ခွေသားဖအေးလိုလူစားမျိုးကြာညိုစာဆက်မဖတ်တော့ပါဒေါသမြအလေးလေးတက်လာပြီးရင်ဘတ်ထဲစူးကနေအောင်လာသည်မိခင်တယောက်လုံးကိုခြေစုံကန်ထွက်ရက်သည့်သားကိုကြာညိုစိတ်နာနေမိသည်ဒီအကြောင်းနဲ့အမေကိုပြောပြဖို့စဉ်းစားတော့အမေစိတ်ဆင်းရဲမှစိုးရင်သဖြင့်မပြောတော့ဟုအဆုံးဖြတ်လိုက်သည်ချစ်ထွေးစာဖတ်ပြီးကလေးကသားကြီးဤလောက်ရများကိုအသေးစိတ်သိလိုက်ရသည်မို့ရင်ညွတ်နယ်ကစူးအောင်သောဝေဒနာခံစားရပြန်သည်လက်ထပ်ဖို့ကိစ္စမကြေလဲပဲပြန်သွားသည့်အချိန်ကစ၍မအေးကိုအဆက်အသွယ်မလုပ်ဆန္ဒပြနေသည်မှာ3လကျော်တော့မီမိုက်လိုက်တဲ့သားမျက်ရည်လွယ်လွန်းသောကြာညိုမငိုနိုင်မဲ့ရင်ထဲတင်းကျပ်နေသည်ဖုံးမဆက်ပဲတူတောင်နေနိုင်တာကြာညိုကမအေးပဲတင်းခတ်လိုက်မိဟုဆုံးဖြတ်လိုက်သည်ယနေ့ကြာညိုဆိုင်ကပြန်ရောက်တော့ဘူးတို့ကထမင်းစားဖို့ပြင်နေပြီမမထမင်းစားလို့ရပြီနော်အဖွားကစားပြီးပြီအေးငါသမီးကိုစောင်းလိုက်အောင်မယ်တိတ်လည်းမစားသေးဘူးသမီးမြင်မြင်လာအောင်ဒီမှာသတင်းစာဖတ်ကြည့်ပါဦးနေသားမင်းကမင်္ဂလာဆောင်ပြီးပြီတဲ့ကြာ
ကြာညိုကမန်းကရန်သတင်းစာဆွဲယူဖတ်လိုက်သည်သတင်းစာထဲတွင်အထူးကုသမားတော်ကြီးဦးထွန်းနိုင်အထူးကုဆရာဝန်ကြီးဒေါက်တာမြင့်စုတို့၏တဦးစီသောသားတဲ့ရက်ဆက်လိုက်တာကြာညိုနာမည်ကိုအမှောင်ချထားပါလားရှက်လိုက်သည့်ဖြစ်ချင်းရာဇဝင်ရမ်းလိုက်သည့်သားခွေးဆက်ခင်းသွားပြီပေါ့အမေရဲ့ကျမတို့အဆက်ကွဲပြန်ပြီပေါ့နော်ဟုတ်ပါရဲ့သမီးရဲ့ဟဲ့သမီးမန်ကျူးတို့တောင်တို့လာကြပါဦးဒီမှာသမီးလဲကျသွားပြီသမီးရဲ့အမေခေါ်တန်ကိုကြာညိုနောက်ဆုံးကြားလိုက်ခြင်းမှာကြာညိုမောင်အတိကျသွားတော့သည်မေသတိရပါဦးမေရဲ့အန်တီသတိရပြီလားယင်ကြာညိုသတိရသည်ဆိုတော့လေတကိုယ်လုံးပိုက်များအံ့များဖြင့်ပြေနေသည်ကြာညိုမောလှသည်အသက်ရှူရမဝကြာညိုပြန်အိပ်ပျော်သွားပြန်သည်ကြာညိုသတိပြန်ရလာသည့်အချိန်တွင်ကြာညိုမျက်လုံးအားလုံးဖွင့်လိုက်သည်မေသတိရရင်တားကိုရိုက်ပါမေကြာညိုအနားတွင်ဝိုင်းနေသောလူများကိုကြည့်လိုက်သည်ဟောမောင်မလားကြာညိုသတိရလားယင်ကြာညိုအခုရန်ကုန်ရောက်နေပြီလေမောင်တို့အစွမ်းကိုကုနေတယ်မစားခင်ပြန်ကောင်းပါပါကြာညိုပြုံးလိုက်မိသည်ချစ်ထွေးတို့အမေတို့ကလည်းမျက်ရည်တွေနဲ့သမီးကကြာညိုချိန်ရင်မှသူ့လဲငိုလို့ပါလားသားကိုကြည့်ပြီးကြာညိုခေါ်လိုက်ပေမဲ့အတန်ကထွက်မလားမေသားကိုသိတယ်နော်ကြာညိုအမေလည်းရှိတယ်သမီးတို့လည်းရှိတယ်မောင်ကြာညိုကိုအစွမ်းကုန်ကုပေးနေတယ်နော်အေးဆက်နေသည့်ကြာညိုလက်ကလေးကိုထွန်းကအဆုပ်ကန်လိုက်သည်ကြာညိုမောင်ကိုအကြာကြီးစိုက်ကြည့်နေမိသည်ပြီးမှအားအိမ်များကိုစူးစီးလျက်မောင်လက်များကိုကြာညိုကန်လိုက်ရာမောင်ကအားတက်သလိုဖြစ်နေသည်ပြီးမှသားနှင့်သမီးကိုကြည့်လိုက်သည်စီသူကိုရှာဖွေကြည့်တော့စီသူအနားရောက်လာသည်ကြာညိုစကားပြောရန်စူးစမ်းသည်အတန်ကတိုးလို့မြမောင်ကြားပါမလားမသိကြာညိုဘာပြောမလဲပြောလေသားကပါနာကပ်လာသည်မောင်ကိုမမုန်းပါဘူးဖေမိကဖေကိုမမုန်းပါဘူးတဲ့ကြာညိုရဲ့မောင်လည်းတူတူပါယုံပါနော်ကြာညိုခေါင်းချိန်ပြလိုက်သည်သားနဲ့သမီးကိုစောင့်ရှောက်ကြာညိုမောနေမယ်စကားသိမ့်မပြောနဲ့နော်ကြာညိုအကြီးကချစ်ထွေးစီရောက်သွားပြန်သည်ကြာညိုအားယူ၍ပြောပြန်သည်ခွင့်လွတ်ပါနော်သမီးတို့နဲ့လဲတွေလောက်ပါနော်ကြာညိုအတန်တွေကမပီသားခြင်းအမေကြာညိုသည်မွေးသမီးခင်ကြီးကိုတန်းတခေါ်ကအမေကိုစိတ်ဖြင့်ကြော့နေမိသည်သားကတရားခွေကိုကြာညိုနာကပ်ပေးသည်ကြာညိုတရားနာနေလိုက်ပြန်သည်ပြီးရင်ကြာညိုမျက်လုံးများချစ်ထွေးကိုတလက်ထွန်းကိုတလက်ကြည့်မိပြန်သည်ချစ်ထွေးတထုံပြန်မယ်စမ်းချောင်းနေထဲမှာအထွန်းရဲ့နေရငါရဲ့ခန်းကော်ပန်းလေးတွေမျောကြမယ်နော်ကိုထွန်းကြာညိုတို့ပြန်ကြမယ်နော်ကိုထွန်းကအလွမ်းတွေကိုစမ်းရည်ထဲမျောလိုက်မိဆိုနော်ကြာညိုကြံကြမ်းနေမပြောပါနဲ့နော်တရားခွေဖွင့်ပေးမယ်ကြာညိုခေါင်းချိန်ပြလိုက်သည်ကြာညိုမှာအင်အားတွေကုန်နေပြီအားလုံးခဏထွက်ပေးကြပါလားချစ်ထွေးအမေကိုခေါ်သွားနော်အားလုံးပြင်ထွက်သွားတော့ထွန်းတို့ကကြာညိုကိုပရက်ရှာတိုင်းသည်လိုအပ်သည်များကိုအခြားဆရာဝန်များနှင့်အတူကုသပေးပြန်သည်စစ်ဆေးမှုများပြီးသောသဖြင့်ကြာညိုအမောတက်တာသွားပြန်သည်မောင်တချင်းဆိုပြရမလားကြာညိုခေါင်းချိန်ပြသည်မောင်ကမျက်ရည်ဆက်လက်ဖြင့်အလွမ်းတွေကိုစမ်းရည်ထဲမျောလိုက်မိချစ်ကြမအကျိုးပေးကဆိုးလာပါသည်ထွန်းတို့တချင်းတန်သည်တဖြည်းဖြည်းတင်ဝင်ကတိုးတိုးလေးကြားရပြီးကြာညိုမှအတိကျသွားသည့်အချိန်တွင်ကြာညိုတကိုယ်လုံးပေါ့ပါနေသည်ထွန်းတို့ကကြာညိုလက်တွင်တက်ဆင်ထားသောပိုက်များကိုဆီယာမလေးများအကူအညီဖြင့်ဖြုတ်နေသည်ကောင်းလိုက်တာမောင်ရဲ့ကြာညိုဒီပိုက်ကြီးတွေဖြုတ်မှနေလို့ကောင်းမှာအမေကဘာလို့ငိုနေရတာလဲဟောသားကြီးကနေရနဲ့ခေါင်းကိုစောင့်ပြီးငိုနေပါလားသမီးကလည်းကြာညိုကိုဖတ်ပြီးငိုနေပြန်တယ်ချစ်ထွေးကလည်းငိုလို့ပါလားထွန်းတို့ကလည်းငိုလို့သားနဲ့သမီးကလည်းမိခင်ကိုဖတ်တွေ့ပြီးငိုလိုက်ကြတာဘာဖြစ်ပါလဲဟောကြာညိုကိုအဝိဖြူကြီးနဲ့အုပ်လိုက်ပြီးသမီးရဲ့အမေကိုထားခဲ့ပြီလားသမီးရဲ့အမေကငိုရင်အယုတ်ကျိုးပြက်လဲကျသွားပြန်သည်ခဏကြာတော့အမေသတိရလာသည်အထုံးငါတို့ကြာညိုကိုတထုံပြန်ခေါ်မယ်မင်းစီစဉ်ပေးပါချစ်ထွေးတန်ကြတော့ကြာညိုပြောလိုက်တာချစ်ထွေးရဲ့နင်ဟာအခုချိန်ထိငါ့ကိုအလိုလိုက်ကြိုက်ဆောင်တော့မှလားပြီးတော့အမေအပါဝင်အားလုံးအခန်းထဲကထွက်သွားကြသည်ကြာညိုသားနဲ့သမီးနောက်ပြေးလိုက်သည်သားတို့ကိုခေါ်တော့လေကြာညိုကိုလှည့်မကြည့်အမေကိုခေါ်သည်အမေကလှည့်မကြည့်မောင်ရီချစ်ထွေးသားသမီးအမေအိုးနောက်ပြန်ကြည့်တော့ကြာညိုခန္ဓာကိုဒါဆိုကြာညိုသေးပြီပေါ့မောင်ရီသားရီသမီးရီအမေကိုထားခဲ့ပြီလားကြာညိုလွတ်လပ်စွာပြေးလွှားနေသည်မောင်နာကိုရောက်တော့မောင်လက်ကိုကြာညိုလှမ်းကင်လိုက်သည်မောင်ကကြာညိုကိုမကြည့်မောင်ရဲ့ဘာလို့ငိုနေတာလဲကြာညိုကိုချစ်ရင်ကြာညိုလက်ကိုတွဲပါလားကြာညိုစိတ်တွေလေထဲလွင့်မျောနေသည်အသက်ရှူချောင်လိုက်တာဟောပြောရင်းဆိုရင်မြတ်တပိတ်တောင်တော်ကြီးကိုမြင်ရပြီကြာညိုတထုံပြန်ရောက်ပြီလေဒီတော့ကျမမိကြာညိုတယောက်မြတ်တပိတ်တောင်ဖျားကြီးကိုဦးချကြောလိုက်မိချိန်ပေါ့ပါလန်းဆန်းသွားပါတော့တည်း